အားလုံးပဲမင်္ဂလာပါ Sunshine Moto မှာပြန်လဲကြိုဆိုလိုက်ပါတယ်မော်ဒယ်မြင့်ပါကင်ဖောက်ရှုံးဘိန်းရှယ်လေးတစ်စီးရောက်ထားပါတယ်ကန်တာစီဆိုင်လေးဖြစ်ပါတယ်မော်ဒယ်က2024မော်ဒယ်လေးပါဘေးလေးကတော့အသစ်တိုင်းလေးပဲရှိပါသေးတယ်ရှင်းနောက်အော်ဒါယာလေးတွေနဲ့ဖြစ်ပါမယ်နက်ကလေးတွေအစားရွှေအောင်လေးတွေကြံပါသေးတယ်ရှေ့တာယာအော်တာယာကို60ရာခိုင်နှုန်းလောက်ကျန်ပါတယ်အင်ဂျင်အယိုစိမ့်ဖွင့်လက်ကင်းပါမယ်အင်ဂျင်လုံးဝငြိမ်ပါမယ်စက်တက်မီလိုက်နေအကုန်ကောင်းပါတယ်ကာဘာဆေးသားလေးတွေအော်ဆေးအော်ကာဘာအော်စတစ်ကာဖြစ်ပါမယ်နောက်ဆေးတစ်စက်မှမပါပါဘူးနောက်တာယာလည်းအော်တာယာပါပဲ MDY 85W နဲ့လာပါတယ်တက်တန်းက2026 6လပိုင်းအထိကျန်ပါမယ်ဒီဘိန်းလေးကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့33,500ဖြစ်ပါတယ်53ဘီလန်133,134ကြားမန္တလေးစက်မှု1 Sunshine Moto မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်